ပတ်ကြီးမိုဘိုင်းမှာ Ultimate Royal နဲ့ Tournament Screen တွေမှာ Irangan Map ထဲမှာဒီတရားနှစ်စင်းကကန်းဆက်ဖက်ကိုဇုံပါပြီးဆိုတာနဲ့တော်လေးကိုရင်ဆိုင်ရခက်ပါတယ်ဒီတော့တရားပေါ်ကနေအဝေးကရန်သူတွေရောအနီးကရန်သူတွေကိုပါအပေါ်စီကနေပြစ်လို့ရမယ်တရားပေါ်တက်တဲ့နီးကိုပြောပြပါမယ်အရင်ဆုံးတရားကိုသွားလိုက်ပါမယ်ဒီတရားပေါ်တက်တဲ့နီးကတရားနှစ်စင်းလုံးအလုပ်ဖြစ်ပါတယ်တရားပေါ်တက်တဲ့နေရာမှာအစွန်းတစ်ဖက်ပြင်ဘက်ဖက်ကောညာဖက်ကောတက်လို့ရပါတယ်ဒါပေမဲ့တက်မဲ့တရားရဲ့တိုင်ပေါ်မှာတော့ဒီလိုအတုံးလေးဖြစ်နေရင်တက်လို့မရပါဘူးအခုကျွန်တော်ပြထားတဲ့ဒီလိုချုံမွေ့နေတဲ့နေရာကိုတော့တက်လို့ရပါတယ်ဒီနီးနဲ့တက်လို့ရမယ့်နေရာတွေကိုအလေတကူမှတ်ထားလို့ရပါတယ်ဒီတော့တိုင်ကိုစတက်ပါမယ်ကျွန်တော်ပြထားသလိုဖြည်းဖြည်းချင်းတက်ပါဒုတိယအဆင့်အနေနဲ့ဒီနေရာကိုရောက်ရင်အနောက်ကိုနေဆုပ်ပြီးတော့ခုံတက်ရမှာပါတတိယအဆင့်အနေနဲ့ကျွန်တော်ပြထားသလိုပဲအလဲကနေရာလေးကိုမျက်နှာမူပြီးတော့ခုံချလိုက်ပါလွယ်လွယ်ကူကူနဲ့ရောက်တော့ပါလိမ့်မယ်အပေါ်ကိုဖြည်းဖြည်းချင်းတက်ပါမယ်နောက်ဆုံးအဆင့်အနေနဲ့ဒီနေရာကနေလေးအရေးကြီးပါတယ်တိုင်ထိပ်ကိုခုံတက်ဖို့အတွက်ဆိုရင်အခုကျွန်တော်ပြထားသလိုပဲထိပ်ဆုံးအတိုင်လေးကိုမျက်နှာလေးမူပြီးတော့ခုံကုတ်လိုက်မယ်ဆိုရင်ထိပ်ဆုံးကိုရောက်တော့ပါလိမ့်မယ်ဒီလိုပုံစံနဲ့ဒရာကရန်သူတွေကိုအပေါ်စီးကနေနီမျိုးစုံနဲ့အနိုင်ယူလို့ရပါပြီဒီတော့အားလုံးပဲဆင်ပြကြပါစေနောက်ဗီဒီယိုမှာတွေ့ကြပါမယ်